ဒီမှာဒီ command လေးပေါ့နော်ကျွန်တော် English speaking ကျွမ်းအောင်ဘယ်လိုလုပ်အောင်လဲမသိဘူးတဲ့ဟိုဟာပြောပြလဲဘယ်ဟာသာမှမသိဘူး English speaking ကျွမ်းရင်တော့အရင်ဆုံးဂျုံရနဲ့ပေါ့နော်အင်္ဂလန်ကိုရင်သွားပြီးမှအဲ့မှာအင်္ဂလန်မြို့တစ်မြို့ပေါ့နော်လန်ဒန်တို့မန်ချက်စတာတို့လီဗာပူးတို့တစ်မြို့မှာနေပြီးမှအဲ့ကလူတွေနဲ့ပြောဆိုရင်တော့ဒါ English speaking ကျွမ်းလာမှာပေါ့ဒါကတော့အလွယ်ဆုံးနည်းပါပဲဟုတ်တာပါပေါ့နော်ဘာသာစကားတုခကျွမ်းကျင်လို့ရှိရင်တော့ atmosphere နော်ဒီပတ်ဝန်းကျင်ရှိဖို့လိုတာပေါ့ပတ်ဝန်းကျင်ရှိလို့ရှိရင်ဒီဘလောက်ပဲညံမကောင်းတဲ့လူပဲဖြစ်တတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုဒါပေါ့မြန်မာတွေဆိုလို့ရှိရင်လည်းဒါမြန်မာမိဘနဲ့နေတယ်မြန်မာစကားပြောတာများတယ်ဆိုတော့ဒီစကားကိုတက်လာတာလေဒီမှာဆိုလည်းအကုန်လုံးမြန်မာစကားပြောတာတယ်မြန်မာနိုင်ငံမှာနေရတယ်အဲ့လိုပဲအင်္ဂလန်မှာနေတဲ့လူကလည်းအင်္ဂလန်မှာနေတဲ့လူကလည်းသူ့ရဲ့ atmosphere ရာကလေးရစာအင်္ဂလိပ်စကားပြောတာသူတို့ကအင်္ဂလိပ်စကားကမခက်ခဲဘူးအဓိကပြောရဲဖို့ရပတ်ဝန်းကျင်ရှိဖို့ရလိုတယ်ဟိုသင်တန်းနေတက်ပါညာအင်္ဂလိပ်တွေတက်2လ3လနဲ့ကျွမ်းသွားတာပါညာအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ဘယ်အစားအမှန်မသိလို့ရှိရင်တော့အရင်ဆုံး English speaking တော့သင်တန်းတက်တာတော့ကောင်းတာပေါ့အဓိကလိုအပ်တာတော့ကိုယ့်ရဲ့ပတနာပဲเนาะဒါ speaking ပြောချင်ဖို့လိုအပ်တဲ့ပတနာပေါ့အဲ့ဒါလေးလိုတယ်အဲ့ဒါနဲ့အမြဲတမ်းပြောလည်းမရှက်မကြောက်ကိုယ်လည်းမရှက်မကြောက်နဲ့အဲ့လိုလေးဒါပြောမယ်ဆိုရင်တော့ဟိုကျွမ်းကျင်လာမှာပေါ့လေကျွမ်းကျင်လာမှာဆိုတော့တော်ကြရင်လည်းဟိုလောကင်ကလေးတွေလည်းဖြစ်နေအောင်မယ်နောက်ပတ်ဝန်းကျင်တစ်ခုရှာရင်အဲ့ပတ်ဝန်းကျင်ကနေမှာเนาะဟိုအမြဲတမ်း practice ပေါ့ဟိုကျွမ်းကျင်တဲ့ပြောနေကြဖြစ်တဲ့ပတ်ဝန်းကျင်မျိုးလည်းဖြစ်ရမှာပေါ့နော်ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ဒါဟိုကျွန်တော်ဆိုတရုတ်ရက်ကွက်ထဲမှာနေတာကျွန်တော်ညီဆိုလို့ရှိရင်ဒါကလေးပေါ့နော်ကလေးတန်းတန်းကြီးရနဲ့တရုတ်ကလေးတွေပေါ့နော်တရုတ်ကလေးတွေနဲ့နည်းနည်းပေါင်းပြီးဆော့ကစားနေကြတယ်တရုတ်စကားပြောလို့ပါလို့ဆိုရင်ရတယ်တရုတ်စကားပြောတော့ကျွမ်းနေနားလဲလေအဲ့ဒါအသက်ကြီးတော့အဲ့ပတ်ဝန်းကျင်နဲ့ဝေးပါသွားတော့ခုဆိုပြောကိုမပြောရတော့အဲ့ဒါမျိုးလေးပေါ့ရှိရတော့ Amazon နဲ့ကိန်းကွာသွားတာရယ်နောက်တော့ကိုက usefulness ပေါ့နော်အသုံးဝင်တာရယ်အသုံးချတာရယ်မရှိဘူးဆိုရင်ဘာသာစကားကလည်းဒါမေ့သွားတာမျိုးပဲအဲ့တော့ကျွမ်းကျင်ဘယ်လိုစားလို့ရမလဲဆိုတော့ကျွန်တော်တို့ဒီပထမဆုံးကိုပြောနေကြပတ်ဝန်းကျင်ရှိဖို့လိုတယ်ပြီးတော့စနစ်တကျပြောရဖို့လိုတယ်စနစ်တကျလေ့လာမှာပေါ့နော်အဲ့လိုကနေပြောရပေါ့နောက်တစ်ခုကပြောရတော့အောင်မပြီးသေးဘူးပြောရတော့ပြောရတာကြီးကိုဘယ်မှာအသုံးချမှာလဲကိုကအင်္ဂလန်သွားမှလားအင်္ဂလန်သွားပြီးပညာသင်မှာလားမသွားပြီးအလုပ်လုပ်မှာလားဒါမှမဟုတ်လဲကိုကစကားပြန်နေပါလေလုပ်မှာလားခိုင်းလုပ်မှာလားအခုအချိန်นี้ကတော့နော်တို့တွေတရားလည်းဘယ်စီရောက်နေမှမသိတော့ဒါလည်းမလားတော့ခိုင်းလို့ဖို့တော့အဆင်မပြေဘူးကိုပဲတယောက်တည်းပတ်ရှင်းနေတော့တမျိုးပေါ့နော်အဲ့တော့ဘယ်ဟာပဲဆောက်ပါလို့သင်တန်းမဲ့တက်တယ်နော် English speaking စာတွေဝယ်ပြီးတော့ပဲချက်ပြောတတ်ဖို့တော့အရေးကြီးပါတယ်လို့နော်အဲ့တော့ကိုကအသုံးဝင်မှုဆိုရင်တော့နောက်ကျပြန်မိသွားတယ်အဲ့ဒါလေးပါသတိထားမှာ